Pipoli, Pipo de Zini Catara Jamabra, Mapon Yaman. Mama Pia. Mama Pia. Mama. Mama Pia. Mama. That's so bad. အစားဆုံးပါလားတဲ့ အစားဆုံးမပါနိုင်ဘူးဆရာတော်သူတို့က၄လကြာမှာဆိုတော့တပည့်တော်ကတပည့်တော်သူတို့ပထမဟိုလမ်းမလျှောက်ခင်မီတင်မှာကြတဲ့တပည့်တော်လည်းပါတယ်တပည့်တော်နဲ့ပညာကရကအရန်နီးစပ်တယ်ဆရာတော်တပည့်တော်ကအလုပ်လုပ်ရင်လည်းအမြဲတမ်းအတူလုပ်ကြတယ်နှစ်ကျောင်းတစ်ကျောင်းလို့နေတဲ့ခါကျတော့အရန်ရင်းနှီးနေတော့ဒါပေမဲ့၄လကြာတော့တပည့်တော်အကျောင်းကိုအရန်ပြစ်ထားလို့မရတော့ဆရာတော်တပည့်တော်ကလမ်းတစ်ဝက်ကနေပဲလိုက်နိုင်တယ်ဆရာတော်ဒါပေမဲ့တပည့်တော်အားလုံးအခုရက်40မပြတ်တမ်းရှောက်ခဲ့ပြီဆရာတော်La Cambodia la dva SCP ဖြစ်သွား လာအိုကပါဖေကမ္ဘောဒီးယားမပါပါဘူးဖေတဘာမှမပါပါဘူးအခုဒီမှာကဗီယက်နမ်ရဲ့လာအိုရဲ့ထိုင်းရဲ့မြန်မာတပြည်တော်ပဲပါပါတယ်ဖေဒီဒီလည်းငါပါသေးတယ် မပါဘူးဖေတိတိလင်္ကာလည်းမလိုက်နိုင်ပါဖေဟုတ်ပြီအော်လေဒီလိုလိုက်ဆောင်ပြရရဲ့ပေါ်ရဲ့စုံမရီဘောကတော့တရားတွေပို့ပြီးတော့စိတ်ဝင်စားမှုရသွားတယ်ပေါ့တော့မဖေတပြည်တော်ကကိုယ်တိုင်လည်းအခုပါနေတော့ဟိုလမ်းမှာတွေ့ရတဲ့မြတ်ကတော့အရန်ကိုအကျိုးကြီးမားတယ်လို့မြင်ပါတယ်ဖေဒီအမေရိကန်တွေကဗုဒ္ဓဘာသာနဲ့လည်းအဆန်းဝေးနေတဲ့လူတွေဘုန်းကြီးတွေလည်းသူတို့မြင်မှုတာမဟုတ်ဘူးနဲ့အခုဆိုလို့ရှိရင်အလုပ်တွေတော့နားပြီးတော့တခြားပြည်နယ်ကနေတကူတကလာပြီးတော့လမ်းမှာစောက်ကြိုနေကြပါတယ်ဖေကောင်းတယ်မမဒီလမ်းလျှောက်ခီးစဉ်ပြီးသွားရင်တော့မှဒီအမေရိကန်တွေရဲ့စိတ်ထဲမှာတော့ဗုဒ္ဓဘာသာကိုဟိုအရန်လေးလာခြင်းနဲ့အင်အားတွေများလာမယ်လို့ပြီးတော့မျှော်လင့်ပါတယ်ဖေကောင်းတယ်ပြင်လာနိုင်ပါလေမမအဲ့ဒါတော့အမတမနဲ့ကြောက်ကြမဖေနောက်ဟိုကြောက်ရတွေ့ရတယ်ဟုတ်တယ်နောက်ရှင်ပညာကရကလည်းဟောတာကလည်းဟိုဘာသာရေးမပါဘဲနဲ့ဒီငြိမ်းချမ်းရေးတရားကငြိမ်းချမ်းရေးကိုပဲဥတည်ပြီးတော့ဒီ mindfulness ကိုပဲအသာပေးဟောတဲ့ခါကျတော့အားလုံးနဲ့လည်းတင်းဟိုဒီနားထောင်တွေ့တဲ့တရားလည်းဖြစ်တော့ပို့ပြီးအဆင်ပြေတာပေါ့ဆရာတော်ဟုတ်တယ်အဲ့ဒါကောင်းလို့ပဲတရားတွေပြောမယ်စားအစီဘောမှာစัจ တော့နေဖို့တဲ့ဒုမေတ္တာစီဘောအရာတိကပါမမဒါမဲ့ခရီးရန်ကြီးစိုးတဲ့နိုင်ငံဆိုတော့ဆရာတော် no Jesus no peace ဆိုတာကတော့တခါတရံတော့အဲ့လိုလှမ်းអော်တော့ကြားတာပေါ့ဆရာတော်ဒါတော့လက်တွေ့တော့မကြောက်ဘူးဆရာတော်နော်ဟုတ်တယ်အဲ့မဲ့တို့တွေကတော့သူစုံပြသွားကြပါပါမှန်ပါဗျာတပည့်တော်တို့အဲ့ဒီနေ့လေဆွမ်းအတွက်ရက်မဲ့နေရဆိုရင်လူတွေကဟိုတောင်းကနန်းလောက်ထိကိုလာပြီးစောက်ကြိုနေတာတွေရှိတယ်အဲ့ဒီအထဲမှာမှဟိုဒီမိုက်ကရိုစပီကာတွေနဲ့ပေါ့ဆရာတော်စပီကာတွေနဲ့အဲ့လိုဟိုတဲ့ပေါ့လာပြီးတော့ဆန္ဒပြတယ်လို့ပဲပြောပါဆရာတော်အဲ့လိုပုံစံမျိုးသူတို့ဟိုလာခေါ်နေတာတော့ရှိတယ်ဒါပေမဲ့လူတွေကအဲ့ဒီဘက်ကတော့သူတို့ဟိုတဲ့ဘာမှလည်းတုတ်ပြန်တာမရှိပဲနဲ့ဒီလိုတော့သူတို့ဟိုကြိုဆိုတဲ့ပုံစံအတိုင်းပဲဟိုကြိုဆိုနေကြတယ်တွေ့ရပါတယ်ဆရာတော်အဲ့တော့စိတ်ဝင်စားရှိတယ်ဆိုတော့သိတာတော့ရှောက်ပြတာပါဗျာဟုတ်တယ်ဟိုလုံးရဲ့စနေလောက်ကဂျာမန်ပုံကြီးတပါးနဲ့တွေ့လို့ပြောဘူးတဲ့ကြရင်ဘုရားဘာသာအာရှာမရောပါသွားပြီးတော့အနောက်တိုင်းမှာတည်နေမယ်လို့သူတို့အများစုကယုံကြည်လက်ခံနေကြတယ်မှန်ပါအပြင်တော့သူအာရှာနိုင်ငံတွေကဖွံ့ဖြိုးမှုနောက်ကျတော့ We have to talk interface the more or we have to talk လူချမ်းသာကိုမပဲရတဲ့နေကြတဲ့ချိန်တွေအနောက်တိုင်းကလူတွေတော့လူချမ်းသာပြေဝါကစားပြီးတာတွေဒီကမှဒီနေ့တော့ဖြစ်ဖို့ဆိုပြီးဟိုရတဲ့ရတော့ပဲကိုလိုက်လာနေပဲလုံခဲ့တဲ့နေ့နဲ့လောက်ကအဲ့ဒီစကားကိုပြောနေကြအခုတိုင်းရတာအဲ့ဒီလာကြောင်းမှန်တဲ့သဘောရှိတယ်နော်မှန်ပါကဲအဲ့လိုပဲသုံးသပ်ရမှာပါဗျာဟုတ်တယ်နေကြလာတဲ့ကာကြတော့လူကြီးရဲ့အတွေ့ကိုဟိုရတဲ့ပြောင်းလာတဲ့သဘောရှိတယ်မှန်ပါအနေသာရပဲကိုပို့ပြီးတော့တိလာကြတယ်ဘုရားရဲ့ပတ်သက်တယ်ဒီတော့
တော့ရတော့ရတရားတော့တော့ဘဝဆိုတာလေဒီဘဝမှာစัจ jata ဒီဘုဒ္ဓဘဝအဓိကတော်တော်လေးကြားတဲ့တရားတွေပဲပြပါ မှန်ပါ ဒိဋ္ဌဓမ္မဒုက္ခဝိဟာရဆိုတာဒီဘဝစစ်ပြေဘဝပို့ပြီးတော့ကြည်တာပါမှန် မှန်ပါဗျာ အဲ့တော့ဒီဘာသာတရားတွေဘောရပြောတဲ့ပုဂ္ဂိုလ်ရဲ့တော့နာကကိုပဲပြောတာတော့ဘဝတွေရွေးရည်ညွှန်းတာပြားနေတယ်နော် မှန်ပါဟုတ်ပါတယ်ဗျာ ဟုတ်တော့လက်ရှိဘဝအပို့ပြီးတော့ရည်ကြည်တယ်ဆိုတာတကူအပင်မောင်းတော့ပြလိုက်တယ်လို့ဖြစ်တော့ပို့ပြီးတော့ကောက်ပါတယ် မှန်ပါပညာကရကလည်းသူကအဲ့ဒီအတိုင်းကိုအခုဆရာတော်မိတ်တဲ့အတိုင်းကိုပဲသူလည်းအဲ့ဒီလက်တွေ့ဘဝမှာဟိုကိုယ့်ရဲ့စိတ်ကိုတဝူချင်းတယောက်ချင်းစီဘလို့ငြင်းညမ်းအောင်နေရမယ်ဆိုတာကိုပဲသူကအဲ့ဒီ message ကိုပဲအသားပြီးခိုးလို့မို့သူတို့လက်ခံတာကြတော့မှန်ပါ အဲ့ဒါသိကောင်းတယ်အဲ့ဒါပဲဘုရားဘာသာဆရာတော်ကြီးကအဲ့ဒီအတိုင်းပဲယက်တီဖို့ကောင်းတယ်လက်ရှိဘဝမှာကိုယ်ရဲ့အစားပြီးတော့တင်ကြအောင်နေတတ်ဖို့ပေါ့နော် မှန်ပါဗျာ အဲ့ဒါသိကြည့်တာ မှန်ပါသူတို့ခရီးရန်နိုင်ငံလေးလည်းတပိတော့တို့လည်းအခုမှခါတိုင်းဆိုဆရာတော်တို့လည်းကားနဲ့ပဲတော်တော်နေတော့တတိမထားမိဘူးအခုနေ့တိုင်းလမ်းပေါ်မှာပဲလမ်းလျှောက်နေတဲ့ခါကျတော့တော်တော်ခမ်းနားကြီးကျယ်တဲ့ချက်ကြောင်းတွေကအများကြီးရှိနေတယ်ဆိုတော့ဒီဘက်တို့ကိုယ်တိုင်တွေ့ရဒီဘက်ကိုယ်တိုင်လည်းနေစဉ်နဲ့အမျှသေးခုနေရတယ်ချက်ကြောင်းတွေကပဲလက်ခံတာများတယ်သူတို့ကနေရာကျယ်တော့ဆရာတော်အဲ့တော့သူတို့ဒီမှာလည်းပဲဟိုချက်ကြောင်းတွေခန်းခန်းနားနားရှိသေးပေမဲ့တပြည့်တော့အတွေ့တပြည့်တော့အမြင်ရကတော့သူတို့လည်းမိယိုဖလာအတိုင်းပဲဟိုချက်လေးတက်လိုက်ဆွတ်တောင်းလိုက်နေပဲဟိုဖျားအောက်ကိုပြီးနေတဲ့ဝါဒနဲ့ပဲတက်တက်လုံးနေလာခဲ့ကြတယ်ဆရာတော် ဟုတ်တယ်နောက်ပိုင်းကျတော့အဲ့ဒါကဟိုအကျိုးတရားမှုနဲ့လာတယ်ပေါ့နော်နဲ့လာတဲ့အခါကျတော့လူရစေလာပါဒီအဟောမဟုတ်ကလားအကြမ်းဒီစေလာမှာပါပဲ မှန်ပါဗျာ အမေအမေရိကမှာတချို့ဒေသတွေကြာကြောင်းတွေကိုမလာတော့လို့ကြောင်းပြရတာတွေတောင်ရှိတယ် ကြားပါတယ်ဗျာအဲ့ဒါလေးနေရှိပါတယ်ဗျာ ဟုတ်တယ်အဲ့တော့ဘုရားတရားတော်ကြီးကျတော့အဲ့လိုမဖြစ်အောင်တပည့်တော်တို့ပေါ်ကြီးတွေကြိုးစားကြရမှာပေါ့နော် မှန်ပါဗျာ ဘုရားတက်ရှိတဲ့ကြောင့်တော့အမေရိကလာဖို့တော့မှတော့ကဲတော့ ဟုတ်ပါ ဒီဥပညာကရာနကလာကြရရောက်လာတယ် မှန်ပါဗျာမှန် စီကိုပြန်နေတာပဲတက်တဲ့ကြည့်သွားပြီဒုက္ခသွားလို့ဆက်မပြေတော့အဲ့လိုပဲပြောလိုက်ပါတယ် မှန်ပါဆရာတော်မှန်ပါဆရာတော်ကြွနိုင်ရင်တော့သူတို့အရန်တော့ဝမ်းသာမှာပါ ဟုတ်ဒီလာမယ်လို့စိတ်ကူလိုက်တဲ့အချိန်မှာပြီးတာပိတ်တာလည်းသွားကြည့်ပါ ဒီလိုစတင်ပါအောင်လားလောက်လို့ဒီမှာ မှန်ပါဆရာတော်ဟိုတင်းလို့ရတယ်လေဆရာတော်ဒီလိုဒါတိုင်းမစည်းပဲနဲ့ဆရာတော်တပည့်တော်တခြားနိုင်ငံမှာ2ရက်တန်းစီ3ရက်တန်းစီအဲ့ဒါမျိုးနားနေနေလာရင်တော့ပိုတတ်တာပါတဗျာ အဲ့ဒါလည်းဟုတ်တယ်အိုးရင်တော့အဲ့လိုသွားဘူးလေ မှန်ပါဗျာ အဲ့ကျတော့ကျက်လက်လည်းမဖြစ်ဘူးလေ မှန်ပါအဲ့လိုမဖြစ်ပါဗျာ ကျက်လက်မဖြစ်ဂျာမနီလောက်တော့ဘာလို့ဆယ်ဟိုရင်တော့အင်္ဂလန်တော့တတောင်လောက်တာပြီးတော့အဲ့ဒီမှာနေပြီးတော့အစ်ကိုတော့ပဲရှင်းတိုင်းလောက်ပဲဟောတော့တာလေ မှန်ပါဗျာ ဘာမှပြန်နေပြီးတော့ဂျာမနီတို့အင်္ဂလန်တို့လန်ဒန်တို့ကျတော့သူ7တိုင်းပတ်ဝန်းကျင်ပေါ့ အဲ့လာပါမှန်ပါဗျာ အဲ့ဒီမှာတပတ်လောက်နေပြီးတော့ဟိုလိုက်ရှင်းတိုင်းအတလန်တိတ်ချလိုက်ဝါရှင်တန်ရောက်တာ မှန်ပါအဲ့လိုကအဆင်ပြေတယ်မှန်ပါဗျာ ဟုတ်တယ်အဲ့ဒီကပထမတော့ကောင်းတာအဲ့လိုသွားတာတော့ဆင်းပြေးတယ် အခုဆရာတော်မိတ်တယ်လို့ပဲမှန်ပါဟိုလေစိတ်ရှိရင်တော့အခုကဗီဇာကလည်းဘယ်တော့ပြန်ဖွင့်မယ်ဆိုတာလည်းမသိတော့ခက်နေသေးတယ်ချက်တော့ ဟုတ်တယ်ပြီးတော့အဲ့ဒီနေရာလည်းတော့ဆင်းမပြေးတာ မှန်ပါဗျာမှန်ပါဗျာ အဲ့ဒါကြီးနေရာလည်းတော့ဆင်းမပြေး ဆင်ပြေရှင်းတယ်မှန်ပါဗျာ အောင်လာတဲ့ချိန်တော့ရှိဟိုမှာပါပဲပုံတိုင်းချနေတဲ့ချိန်တို့ပြောမှကိုချိန်တော့ မှန်ပါဗျာအမြင်မှရတဲ့ချိန်ကြရင်ပေါ့မှန်ပါဗျာ အဲ့ကောင်းလာအောင်ပါလို့ပြောနေရတာပေါ့ မှန်ပါဗျာ ဘုံတော့လည်းဒီမှာတတ်နိုင်တယ်ရပဲအဲ့လိုပဲတော့ပြီးတော့ရတာပေါ့တော့ ဆရာတော်ကဩဝါဒပေးရင်တော့ပိုထီရောက်မှထင်ပါတယ်ဗျာ
တ်တတွေအရင်ကြီးလုံးကြရပါတယ်ဗျာ ဟုတ်တယ်အဲ့ဒီတော့နာဝယ်မပြောတာဘူးပြောတယ်အခုဒီနေ့ရှင်းရှင်းစီဝေးတော့မှာပဲအဲ့ဒါလေးပြောလိုက်တယ်အဲ့ဒါလေးကိုစဝနာစီကိုမေတ္တူနေပြီးကျွဲပို့လိုက်ပဲအဲ့ဒီ မှန်ပါဗျာ မှန်ပါဆရာမှန်ပါဗျာ ဘိုင်ဘာလေးအဲ့ဘာလေးပို့လိုက်ပဲဒါပဲတော့အာယုမပြတ်တယ်ပေါ့နော် မှန်ပါဗျာ ဒါလုံးတယ်လုံးတဲ့ဒါလေးပြီးတော့တော့ကြမှာတယ်ဥပမာတူလို့စေကပိလာရတဲ့တာကတာမတိတို့တော့ပဲအာရတာမတိရရတာကပိလာရကသူကြီးကပိလာရဘလို့ဆိုနေတာကတာတခါတော့ပဲပြောတာတော့မပြောတော့ပြောလို့မရတော့ဘူးလေ မှန်ပါဥပက္ခစိတ်တယ် ပြောပြရတယ်ဥပေက္ခနဲ့ပဲနေရတာ မှန်ပါ အဲ့ဒါပြောတော့ဥပေက္ခတတ်နေမကြည့်တတ်ပါအဲ့ဒါပြောရင်လည်းကိုယ်တကားမရောက်တော့ရှိဘူးဒီလိုကိစ္စတွေကလိုရဆွဲတွေ့သွားတယ်အဲ့လိုကိစ္စ